ဒါဟာမီယာမိုတိုမူဆာရှီတယောက်သူ့ရဲ့နှစ်တန်အချီယူတိုင်းပညာရဲ့စွမ်းအားအပြည့်ကိုတိုက်ပွဲအလယ်မှာပထမဆုံးအကြိမ်ထုတ်သုံးလိုက်တာပဲဖြစ်ပါတယ်။ဒါပေမဲ့အဲ့ဒီအပြစ်ပြောစရာမရှိပဲဟာကွက်မရှိတဲ့တိုက်ကွက်ကယူဂျီရိုဟမ်မာရှိကိုရောက်သွားတဲ့အချိန်မှာပဲရုတ်တရက်ရပ်တန့်သွားခဲ့ပါတယ်။အဲ့ဒီစက္ကန့်ပိုင်းအတွင်းမှာတင်ယူဂျီရိုကမူဆာရှီရဲ့လက်ကောက်ဝက်ကိုဖမ်းဆုပ်ထားပြီးသားဖြစ်နေပါပြီ။အဲ့ဒီနောက်မှာတော့ကြောင်းမဲ့ဖွယ်ကောင်းတဲ့နောက်ဆက်တွဲတိုက်ကွက်တစ်ခုဆင်းသက်လာခဲ့တယ်။ယူဂျီရိုကမူဆာရှီရဲ့စီးခုန်တဲကိုအရှင်ပြင်းပြင်းနဲ့ကန်ထည့်လိုက်တာပါ။အဲ့ဒီတန်ချက်ကသူ့ကိုချက်ချင်းလဲကျသွားစေခဲ့ပါတယ်။သူ့ရဲ့စုပ်ကိုင်မှုလျော့ရဲသွားပြီးမြေပြင်ပေါ်လဲကျချိန်မှာဓာတ်နှစ်စင်းလုံးလက်ထဲကနေလွတ်ကျသွားခဲ့ပါတယ်။မူဆာရှီဟာနာကျင်မှုကြောင့်လူးလိမ်ပြီးပြန်ထဖို့ကြိုးစားနေချိန်မှာသူ့တစ်ခုလုံးတုံရဲနေခဲ့ပါတယ်။သူ့ရှေ့ကလူကိုစိုက်ကြည့်ရင်သူ့တစ်ခုတော့တေးချသွားခဲ့ပါပြီ။ဒီလူဟာကဘာပေါ်မှာအသက်မာဆုံးလူပဲဆိုတာပါပဲ။ဘာစကားမှမပြောဘဲသူ့ဟာသူ့ရဲ့ဓာတ်နှစ်စင်းလုံးကိုတိုကူဂါဝါမီဆူနာရီထံအနှံလိုက်ပါတယ်။သူတစ်သက်လုံးကျွမ်းကျင်အောင်လေ့ကျင့်ခဲ့တဲ့ဓာတ်ဒီဟာယူဂျီရိုနဲ့ရှင်ရင်ဘာမှမဟုတ်ပါဘူး။ဒါကြောင့်အခုသူဟာသူ့ရဲ့အစင်းမြင့်ဆုံးလျှို့ဝှက်တိုင်းကွက်ကိုအသုံးပြုတော့မှာပါ။အဲ့ဒါကိုမြင်လိုက်ရတဲ့အခါမှာတော့ယူဂျီရိုဟာနောက်ဆုံးမှာသူ့လက်တွေကိုအိတ်ကက်ထဲကနေထုတ်လိုက်ပါပြီ။မူဆာရှီဟာလက်နဲ့မပါဘဲရက်နေပေမဲ့သူ့ရဲ့ရှိန်စရာကောင်းတဲ့အရှိန်အဝါကပိုပြီးတော့တောင်ပြင်းထန်လာခဲ့ပါတယ်။နောက်ထပ်စက္ကန့်ပိုင်းအတွင်းမှာပဲသူဟာလက်စည်းလိုမြန်းဆန်းစွာလှုပ်ရှားလိုက်ပါတယ်။မူဆာရှီဟာမျက်စိတမိတ်တွေမှာပဲအရှိန်အဟုန်နဲ့ရှေ့ကိုပြေးထွက်သွားပါတယ်။အဲ့ဒီတိုက်ကွက်ဟာယူဂျီရိုရဲ့တကူလုံးကိုဖျက်ဆီးသွားခဲ့ပြီးစံပင်လီကိုတောင်ချက်ချင်းပြတ်တောက်သွားစေခဲ့ပါတယ်။ဒါဟာနစ်တန်အီချီယူရဲ့အမြင့်ဆုံးအဆင့်တိုက်ကွက်ပါပဲ။ဒါပေမဲ့သူကနောက်ထပ်တိုက်စစ်စင်ဖို့ပြင်လိုက်တဲ့အချိန်မှာပဲတယောက်ကကြားဖြတ်ဝင်လာခဲ့ပါတယ်။မိုတိုဘေရီဆိုဟာရုတ်တရက်ပေါ်လာပြီးအဲ့ဒီတိုက်ကွက်ကိုတဲ့ပိတ်ဆို့လိုက်တာပါ။ဒါရဲ့အရှိန်အဝါပြင်းထန်လွန်းတာကြောင့်သူဟာတတိမေ့သွားပြီးနေရာမှာတင်လဲကျသွားခဲ့ပါတယ်။အဲ့ဒီအချိန်မှာပဲယူဂျီရိုရဲ့ဒေါသဟာအထွတ်အထိပ်ကိုရောက်သွားပါတော့တယ်။ပြင်းထန်တဲ့ကန့်ချက်တစ်ခုနဲ့သူဟာမိုတိုဘေရဲ့ခေါင်းကိုအပေါ်ကိုကန်တင်လိုက်ပါတယ်။သူဟာတိုက်ပွဲအလဲမှာအကအကွယ်ပေးခံရတာကိုလုံးဝတီးမခံနိုင်သူပါ။ယူဂျီရိုကသူ့ကိုအပြည့်ရှင်းတော်မဲ့အချိန်မှာပဲမူဆာရှီကကြားဝင်ပြီးတားဆီးလိုက်ပါတယ်။အခြေအနေတွေကထိမ့်မနိုင်သိမ်းမရဖြစ်တော်မဲ့အချိန်မှာတိုကူဂါဝါကကြားဝင်ဖြန့်ဖြေပေးဖို့ရောက်လာခဲ့ပါတယ်။ဒါပေမဲ့မိုတိုဘေရဲ့ရုတ်တရက်ကြားဖြတ်နောက်ရမှုကြောင့်ဒီဘီလူချင်းနှစ်ကောင်ရဲ့ထိတ်တိုက်တွေ့ဆုံမှုဟာရုတ်တရက်ပဲပြီးဆုံးသွားခဲ့ရပါလေ။